ကြားဖြန့်တွေရဲ့လိန်ဒီအစ်စ်ကြောင့်ဘဝပြတ်မလို့ဖြစ်ခဲ့ရတဲ့အဆိုတော်ရှင်မင်းမြတ် underground ဆိုတော့တဦးလေးဖြစ်တယ်လို့ကိုပိုင်သချင်းတွေလည်းထွက်ရှိထားတဲ့အဆိုတော်ရှင်မင်းမြတ်ကသူကကြားဖြန့်ခိုင်းတစ်ခုနဲ့ကြုံတွေ့ခဲ့ရကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေမျှဝေလာပါတယ်အဆိုတော်ရှင်မင်းမြတ်ကမူဆယ်မြို့ကမင်္ဂလာပွဲတစ်ခုမှာသချင်းတီဆိုဖျော်ဖြေဖို့ဖိတ်ကြားခံခဲ့ရပြီးရန်ကုန်ကနေမန္တလေးကိုလာဖို့ကားလက်မှတ်ဖြတ်ပြီးစီစဉ်ပေးခဲ့ပါတယ်ဒါကြောင့်ရှင်မင်းမြတ်ကလည်းရန်ကုန်ကနေမန္တလေးကိုတွားရောက်ခဲ့ပြီးမန္တလေးရောက်မှမူဆယ်ကိုတွားဖို့ကားနဲ့တင်ခေါ်သွားခဲ့တာပါအဲ့ဒီနောက်မူဆယ်ကဟော့ရှင်းဟိုတယ်မှာတဲခိုစီခဲ့ပြီးအဲ့ဒီကနေတစ်ဆင့်မင်္ဂလာပွဲကျင်းပပြီးမယ့်နေရာကိုလိုက်ပို့ပေးမယ်လို့ဆိုပြီးလူ၄ယောက်ကရှင်မင်းမြတ်ရဲ့မျက်နှာကိုအဝတ်မဲနဲ့စီးနှောင်ပြီးတော့ခေါ်ဆောင်သွားကြပါတယ်ဒီလိုကနေရှင်မင်းမြတ်ကကြားဖြတ်ကိုင်းတစ်ခုကပြန်ပြီးဆွဲခံရတာဖြစ်ပြီးမိတ်ဆွေရေးစီကနေငွေညှစ်ခိုင်းခဲ့ပါတယ်ရှင်မင်းမြတ်ကိုပြန်ရွေးဖို့အတွက်ရှင်မင်းမြတ်ကိုယ်တိုင် WeChat အကောင့်တွေကနေမိတ်ဆွေရေးစီကိုပတ်စံတောင်းစီခဲ့တာပါအစပထမတော့3600နဲ့ပြန်ပြီးဆွဲခဲ့ပြီးနောက်ပိုင်းမှာတော့ရှင်မင်းမြတ်ဘက်ကမတက်နိုင်မှန်းသိတာကြောင့်ပြန်ပြီးငွေကို short ပေါ့ပြီးခဲ့ပါတယ်3000ထိ short ပေါ့ပြီးတောင်းရမှာလည်းမရလာလို့နောက်ဆုံး3000ထိ short တောင်းခဲ့တာပါဒါပေမဲ့3500ပဲလက်ခံရရှိပြီးဘလို့မှမရတော့တဲ့အခါရှင်မင်းမြတ်ရဲ့ဘဏ်အကောင့်တွေကနေတဆင့်ငွေတွေလိမ့်နဲ့ချီးယူစေခဲ့ပါတယ်ဒီလိုကနေသူတို့လိုချင်တဲ့ငွေကျပ်3000ကိုရရှိသွားခဲ့ပြီးရှင်မင်းမြတ်ရဲ့ whistle ဗီဒီယိုတစ်ခုကိုရိုက်ကူးသွားခဲ့ပါတယ်ဒါတင်မကသေးပဲရှင်မင်းမြတ်ကိုနောက်ကျောနဲ့ခြေထောက်တစ်လျှောက်အညိုအမဲဆွဲဒဏ်ရာတွေရလောက်တဲ့အထိရိုင်းနဲ့နှိပ်စက်ထားတာပါအဲ့ဒီနောက်မှာတော့သူတို့ကျူးလွန်ခဲ့တဲ့အဖြစ်အပျက်ကိုပြန်မျှဝေမယ်ဆိုရင်ရှင်မင်းမြတ်ရဲ့အဝတ်စလစ်ဗီဒီယိုဖိုင်ကို online social media တွေမှာမျှဝေပြမယ့်အကြောင်းချိန်ချောက်လာခဲ့ပါတယ်နောက်ဆုံးမှာတော့လူချင်းနဲ့ပတ်စံရသွားပြီးတတိပေးချိန်ချောက်တဲ့အခါရှင်မင်းမြတ်ကိုမူဆယ်လန်းကြားတနေရာမှာထားရစ်ခဲ့တယ်လို့သိရပါတယ်ရှင်မင်းမြတ်လည်းမတယုံတမဲနှိပ်စက်ငွေညစ်ခံခဲ့ရတဲ့ဒုက္ခအဆိုးကြီးကလွတ်မြောက်လာပြီးတဲ့နောက်မှာတော့ရဲတပ်ဖွဲ့ကိုတိုင်ကြားခဲ့ပါတယ်လက်ရှိမှာတော့နေအိမ်ကိုပြန်ရောက်နေပြီဖြစ်တာကြောင့်သူကြုံခဲ့ရတဲ့ဖြစ်ပျက်တွေကိုမျှဝေလာတာပါပရိသတ်ကြီးအနေနဲ့ကြားဖြတ်တွေကြောင့်ဘဝပြတ်မလို့ဖြစ်ခဲ့ရတဲ့အဆိုတော်ရှင်မင်းမြတ်အတွက်ဘယ်လိုတွေအားပေးနေသိစကားပြောကြားကြလဲဆိုတာဗီဒီယိုအောက်က comment လေးမှာရေးသားခဲ့ပါအောင်ရှင်